လက်ရှိခန္ဓာမတွေ့တာနဲ့နောင်လာဘဝမတောင့်တပဲကြောင်းကြဆွဲဖြင့်အမြဲမပြတ်ဝိပဿနာလေ့လာခြင်းခြင်းအာစိဏကံဖြစ်ကြောင်းဖတ်မှုထိုတိသူကအယူမလွဲဂတိမြဲ၏မိဆွဲလောင်မှရေကိုတတော်မရဖြစ်အင်ပုံတိုင်းရှင်၍မဂင်တန်တေတည်မြဲနေအောင်မသေးခင်ကပြင်ဆင်တောက်လျှောက်မိမပြောင်းနေချွေးပေါင်ယိုစီးတေကနီဝဲအပီးမုတ်ချမတ်ကိုရလိမ့်ကိစ္စမလျောအကြောင်းပေါ်၍မတော်တဆမမရဥဘဝအစွန်တမလွန်တွင်ထူးချွန်အလောက်နတ်ပြည်ရောက်၍မဖောက်မပြန်တောတာပန်စင်ဧကံဖြစ်သည်မလင့်ဝိပဿနာအကျိုးတည်